ကျွန်တော်တောထဲကိုပဲသွားပြီးမီးကိုပဲအမျက်တနိုးလူချွေးပူဇော်ပါမယ်လို့တနေ့ထမ်းချလိုက်တာပေါ့ပြီးတော့သူ့အတွက်ပြိုးထားတဲ့မီးအိုးလေးကိုအသာအရာပွေ့ချီပြီးတောအုပ်ချီထဲကိုထွက်ခွာခဲ့တယ်တောထဲရောက်တော့တင့်လျော်တဲ့နေရာလေးတစ်ခုမှာတိရွတ်မိုးကြောင်တင်ကန်လေးတစ်ဆောင်ဆောက်ပြီးမီးဖိုလေးကိုအလေမှာထားကအမျက်တနိုးကိုကွယ်ပါတော့နေဖျားလောင်းဟာတောထဲရောက်ကတဲ့ကမီးမငင်းကန်လောင်စာမျိုးစုံနဲ့နေလိုက်ပူဇော်နေခဲ့တယ်အဲ့ဒီခေတ်အခါကတော့ဒါဟာအလွန်မြင့်မြတ်တဲ့အချင်းကောင်းတစ်ခုအဖြစ်လူတွေတန်ဖိုးထားကြတယ်ဒီနေ့တော့ဖျားလောင်းဟာအကြောင်းတစ်ခုကြောင့်ရွာတရွာကနေနွားတစ်ကောင်လက်ဆောင်ရခဲ့တယ်ကွယ်နွားကလေးဟာအလွန်အင်မတန်မှချစ်စရာကောင်းပြီးမျက်လုံးဝိုင်းဝိုင်းလေးနဲ့ရင်ပါလာပါတယ်ဒါတို့သမီးတို့ရေဖျားလောင်းဟာနွားကိုရရချင်းမှာပဲမိမိစားဖို့ထက်မီးကိုပဲဥစွာတတိရလိုက်မိတယ်ကွယ်ငါကိုးကွယ်တဲ့ဖုံးကြီးလာတဲ့မီးမင်းကြီးကိုဒီနွားသားနဲ့ပူဆောင်ရင်အလွန်ကောင်းမှာပဲလို့တွေးမိတယ်ဒါပေမဲ့ကျောင်းကိုပြန်ရောက်တဲ့အခါဖုံးကြီးတဲ့မီးဟာနွားသားကြီးတက်တက်ဆိုရင်စားချင်မှစားမှာစားလီပါမှာပိုပြီးသဘောကျလိမယ်လို့ထပ်မံတွေးတော်မိပြီးနွားကိုမီးပုံနဲ့မလန်မကန့်မှချီနှောင်ကရွာထဲကိုစားသွားရှာဖို့ထွက်ခွာခဲ့တယ်ဖျားလောင်ရွာထဲကိုစားရှာဖို့ထွက်သွားပြီးမကြခင်မှာပဲတောလိုက်မုတ်ဆိုးတွေရောက်လာကြတယ်မုတ်ဆိုးတွေဟာကျောင်းသားမှာခြီထားတဲ့နွားကြီးကိုမြင်တော့ဝမ်းသာအားရနဲ့ဒီနေ့ကငါတို့တားကောင်တီးတန့်ရှာစရာမလိုပဲကန်ကောင်းပြီးဒီနွားကိုပဲတတ်စားကြစို့လို့တိုင်ပင်ကနွားကိုတတ်စားလိုက်ကြပါတော့တယ်ပြီးတော့သူတို့အသုံးမလိုတဲ့နွားမီးအယိုးနဲ့အရေးခွံတွေကိုတော့မီးဖို့ပေးမှာပဲစွန့်ပစ်ထားခဲ့ကြတယ်ဖျားလောင်ပုံနာလေးစာအိုးလေးကင်ပြီးပြန်ရောက်လာတဲ့အခါမြင်ခွင်းကြောင့်အလွန်အံ့ဩသွဲရတယ်သွေးကွက်တွေနဲ့နွားမီးတွေကိုမြင်ပြီးတခါမှမသွေးဖူးတဲ့အတွေးတစ်ခုခေါင်းထဲဝင်လာတာပေါ့ဘုံကြီးလာချီရဲဆိုတဲ့ဒီမီးဟာမိမိတို့ရည်စူးထားတဲ့နွားကိုတောင်မကာကွယ်ပေးနိုင်ပါလားကို့နွားကိုတောင်မဆောင်ရှောက်နိုင်တဲ့မီးကငါ့ကိုဘယ်လိုလုပ်ပြီးဘေးအန္တရာယ်ကဆောင်ရှောက်နိုင်ပါလဲလို့ဆင်ခြင်မိပါတော့တယ်ဖျားလောင်းဟာအကျိုးမရှိတဲ့ဒီမီးပူဇော်ခြင်းအချင်းစိုးကိုငါဆွန့်လွတ်ဖို့အချိန်တန်ပြီးဟူဆုံးဖက်ကနွားမီးကိုမီးတဲ့ပစ်ချပြီးရုံငါတဲ့မီးရေရော့နွားမီးကိုပဲခံယူလိုက်တော့လို့ပြောကရေနဲ့အလောင်းပြီးမီးကိုအပြီးတိုင်းငိမ့်သက်ပစ်လိုက်ပါတော့တယ်ထို့နောက်တရားစစ်ကိုကျင်ကြံကပြမပြည်သို့ရောက်ရှိသွားပါတော့လေပူဇော်ထိုက်သူကိုပူဇော်ခြင်းသည်မြင့်မြတ်သောမင်္ဂလာတစ်ပါးဖြစ်ပါတယ်